ခါဂျာ Revan ရောက်ရှိလာခဲ့ပါပြီ။အရင်ခါဂျာနဲ့ဘာခွာကြပါလဲဆိုတာဒီဗီဒီယိုမှာအသေးစိတ်ကြည့်လိုက်ရအောင်။ပထမဆုံးသူ့ရဲ့ရုပ်ထွက်ကိုကြည့်လိုက်လို့ရှိရင်တကယ်နှစ်ဖျားတစ်ပါးလို့ရွှေရောင်တောက်ချက်ရတဲ့စားတွေပြီးတော့ပို့ပြီးတော့ခန့်ညားလာတဲ့အတောင်မဲကြီးနဲ့တော်လေးမိုက်သွားပါတယ်။လမ်းလျှောက်တဲ့ animation ကလည်းခက်ဆန်းဆန်းလေးပြ။ရွှေရောင်ကြားဖို့ကြီးကိုင်းပြီးတော့အရှိကိုအပြင်းထန်တောင်းဆိုင်ပြေးလာတဲ့ပုံစံ။ဒီကောဖော်ရင်တော့ဒူးထောက်ပြီးမှတုံးဝင်စံပျောက်ကြသွားတာမျိုးပါ။အခု Revan မှာတော့မွန်တွန်အောင်သူ့ပတ်စိတ်နှစ်ခုတောင်ပေးထားပါတယ်။ပထမတစ်ခုကတော့ paralysis ပါ။ခါဂျာ anime hero တွေမကောင်းဘူး။ Samurai unit တွေက basic attack ဒါမှမဟုတ် spell နဲ့ထိလိုက်တာနဲ့သူတို့ရဲ့ movement speed ကိုနှေးသွားစီမှာပါ။ဒါမှမကသေးပဲ anime ရဲ့ damage ထွန်းတယ်ဟိုပါ9စက္ကန့်ကြာအောင် 8% ချိုးချပြီးမှဖြစ်ပါတယ်။ပုံမိုက်သွားတာသူ့ရဲ့ basic attack ကတကောင်နဲ့မဟုတ်ဘဲနဲ့ AoE damage ဖြစ်သွားတာဗျ။ဒုတိယ basic ကတော့ sorry မှာလေပြောရရင်တော့ငါနေရန်တွေကို I don't give a fuck ပြန်มาပဲဆိုရယ်စွမ်းရည်ပေါ့။ဒီ basic ဖွင့်လာရင်တော့ movement speed က 20% ပုံပြန်လာပြီးတော့6စက္ကန့်ကျော်ကြာအောင်လွတ်လပ်စွာပြန်တက်နိုင်မှာဖြစ်ပါတယ်။ပြန်နေဦးမှာ basic attack က AoE damage ဖြစ်သွားသလိုပြန်နေရင်လည်း charge rate သုံးလို့ရပါတယ်။ spell combo ကိုဆက်ကြည့်လိုက်အောင်။ skill ကတော့အရင်ကတည်းကတော်တော်လေးပူချေပါတယ်။ကျန်တာကတော့အရင်လိုပါပဲ။ပြီးတော့ skill 2 skill ကတော့ပတ်စိတ်နဲ့တွေ့သုံးရတာဗျ။ခါကြအရှိကို dash သွားပြီးတော့ရန်သူတွေကို 0.5 စက္ကန့်ကြာအောင်ဒီထဲမှာမြှောက်လိုက်မယ်။ပြီးရတယ်ချက်ချင်းပြန်တဲ့ skate ကိုဝင်သွားမယ်ဗျ။ပို့ပြီးတော့ကြောက်ဖို့ကောင်းတာပြန်တန်းနေအောင်သူက enemy ကိုထိမိလို့ရှိရင်ပြန်တန်းတဲ့ကြာချင်း 2.8 စက္ကန့်တိုးမှဖြစ်တယ်လို့ပြန်တဲ့ skate ကိုတော့4စက္ကန့်ထိချက်ချင်းပြလိုက်မှာပါ။ဒါ item ရဲ့ cooldown reduction နဲ့ဘာမှမဆိုင်ဘူးနော်။ဒီကြားမှာ enemy hero ကိုမထိလို့ရှိရင်ဒါမှမဟုတ် crit တွေကိုပဲတွားရနေလို့ရှိရင်တော့အချိန်မတိုးဘဲနဲ့ပြန်တန်းမှုကပြီးဆုံးတော့မှာဖြစ်ပါတယ်။နောက်ဆုံးကတော့ကောင်းသွားလားဆိုးသွားလားအငင်းပွားနေကြတဲ့ ultimate ဖြစ်ပါတယ်။3ရဲ့ feeling က Savannah AD ကို Marcel LD နဲ့ရောသုံးရတယ်လို့ပါပဲ။အဖက်ကမပြေပါ။ခါကြသတ်မှတ်ထားတဲ့နေရာကိုလေစီးကြဝေးနဲ့ပြစ်ပေါက်ပြီးတော့ရန်သူတွေကိုဂွမ်းပိတ်ပြီးတော့ချီနှောင်လိုက်ကြပါအချိန်ခဏ delay ပြီးရနေအဲ့ဒီကြဝေးတွေကနေ2.5 စက္ကန့်ကြာအောင်ဘယ်ဟီရိုမှထွက်လို့မရတော့ပါဘူးအရင်လိုကောင်နဲ့ဆွဲရမဟုတ်တော့ဘဲနဲ့ခုနှစ်မှရှိနေမှရန်သူ9ယောက်လုံးတော့တစ်ခါလေးဆက်ခေါ်လို့ရတာပါပြီး ultimate ရဲ့အခြေအရလေးဖြည်းဖြည်းနဲ့ချင်းလာမှာဖြစ်ပါတယ် enemy တွေကကျတော့မလိုက်ချင်တဲ့အတင်းလိုက်ခဲ့ဆိုတဲ့သဘောပေါ့ Savannah AD ကိုလွတ်တယ်လို့မျိုး profile နဲ့လည်းရမှာမဟုတ်ပါဘူးဒါပေမဲ့တချို့ကလည်းဒီ ultimate ပြောင်းသွားတာမကြိုက်ကြတဲ့လူတွေရှိရဲ့ဗျကျွန်တော်မြင်ပြောရရင်တော့ဒီတစ်ခေါက် Revan ခါကြ character ပုံစံလည်း share လန်းတယ်လို့အထူးသဖြင့်ရန်သူအုပ်စုလိုက်ကြီးကိုပိတ်ဆွဲနိုင်တဲ့သူ့ရဲ့ ultimate ကတကယ်ကို OP ဖြစ်လောင်ပါတယ်ဗျကဲတားရီကို Revan ခါကြကိုဘယ်လိုမြင်ရလဲတားရီမြင်လေးကိုcommentမှာဝင်ရောက်ဆွေးနွေးကြကြတယ်ကျွန်တော်တို့ gam မှာနောက်နေ့ပါပြန်တွေ့ပါမယ်